ရဲတင်းပွင့်လင်းတဲ့စင်မော်ကကောက်ွက်စံတွေကြောင့်လူအများရဲ့ဝေဖန်မှုကိုထပ်မံရရှိနေပြန်တဲ့တင်ဆောင်ဝင်ကျော်မြန်မာလူပညာလောကမှာတချို့ကယဉ်ကျေးလို့နာမည်ကြီးပြီးတော့တချို့ကတော့တရုတ်ဆောင်ကောင်းလုံးလို့နာမည်ကြီးပါတယ်တင်ဆောင်ဝင်ကျော်ကတော့ fashion မှာရှေ့ရောက်တာကြောင့်နာမည်ကြီးသူပါရှင်သူရဲ့ဝတ်စားစီရင်မှုတွေကြောင့်တစ်ခါတော့ကအကြီးကျယ်ပြဿနာတက်ခဲ့ပြီးတော့အနုပညာလောကနဲ့ခဏကြာဝေးကွာသွားခဲ့ရပူပါတယ်နှစ်တော်ကြောင့်ထိမ့်သိမ်းခံရပြီးမှအလူအများရှိကိုပြန်ရောက်လာခဲ့ရပါတယ်ပြည်သက်တော်တော်များများကတင်စားတော့ဒီတစ်ခါပြန်လာရင်တော့အရင်လေးနေတော့မှာပဲလို့ထင်ခဲ့ကြပါတယ်ဒီရက်ပိုင်းမှာတော့တင်ဆောင်ဝင်ကျော်ကဆက်စီကြဝတ်စုံတွေကိုဝတ်ဆင်ပြီးတော့အမျိုးသားအကသမားတုံးနဲ့အတူအကကွက်တွေနဲ့ဖျော်ဖြေခဲ့ပါတယ်။ဒီပွဲမှာတင်ဆောင်ဝင်ကျော်ရဲ့ဖျော်ဖြေမှုကရိုးတန်းကပြတာမျိုးမဟုတ်တာကြောင့်ပြောစရာဖြစ်သွားခဲ့ပါတယ်။တူတက်လာတဲ့ခေတ်ကြီးမှာကောက်ွက်စန်းတွေကိုလက်ခံကြပြီးမြဲသူ့ရဲ့ကောက်ွက်တွေကမြင်ရသူတွေကိုပါပါဇက်အဟောင်းသားဖြစ်သွားစေပါတယ်။ပြည်သက်တွေကအဓိကပြောဆိုနေကြတာကဝတ်စုံထက်အကကွက်တွေပဲဖြစ်ပါတယ်။ကောက်ွက်တွေမှာတင်ဆောင်ဝင်ကျော်ကမြမရင်ကျေးမှုအမြင်နဲ့ကြည့်မဲ့ဆိုရင်တော့လွန်လွန်းတယ်လို့ယူဆစရာဖြစ်နေပါတယ်။အကောက်တွေကိုအားပေးလာကြပြီးမြဲတီးတန့်ဆန်းသက်ထားတဲ့ကောက်ွက်တွေကတော့လူအများမြင်နဲ့မရင်းနှီးပါဘူးဒီလိုကောက်ွက်တွေကအများနဲ့ကြည့်ရှုရမတင်တော့ပဲငယ်ရွယ်တဲ့ကလေးတွေအတူယူမမကိုလည်းစိုးရင်လည်းလို့ပြောနေကြပါတယ်တင်ဆောင်ဝင်းကျော်ကတော့သူ့ကိုကမ်းလှမ်းထားတဲ့အလုပ်ကိုတောင်းဝန်ကြအောင်ဖြောပြပေးခဲ့ပါတယ်ဒါတွေမကသေးပဲတစ်ချိန်ကအစတော်ကြီးခိုင်ခင်ဦးရဲ့ဓာလေးများတချင်းကိုလည်းဆိုပြခဲ့သေးပါတယ်ပြည်သက်တွေကတော့သူမအတွက်စိုးရင်ကြပေးမယ်သူမကတော့ဒါဟာအနုပညာဖြစ်ပြီးတော့ခင်မီတဲ့ဖြောပြမှုလို့ဆိုပါတယ်ဒီကောက်ွက်တွေကကြိုက်ကြသူတွေရှိပေမဲ့ဝေဖန်သူဦးကြီးကပို့ပြီးတော့များနေပါတယ်အနုပညာလွတ်လပ်ခွင့်နဲ့ယဉ်ကျေးမှုစံနှုန်းကြားမှာမြင်ပပလေးရှိနေတာကြောင့်သူ့အတွက်ကတော့ပြောစရာဖြစ်သွားခဲ့ပါတယ်နိုင်ငံတကာစင်မြင့်တွေမှာဒီလို performance မျိုးကအစံပြမဟုတ်ပေမဲ့မြန်မာနိုင်ငံမှာကတော့ဒီလိုကောက်ွက်မျိုးကိုလက်မခံကြသူတွေရှိပါတယ်နိုင်ငံခြားကအဆိုတော်တွေနဲ့ဒန်ဆာတွေလည်းဒီလိုကောက်ွက်စမ်းတွေကိုဖျော်ဖြေလေးရှိကြပြီးမြန်မာနိုင်ငံမှာကတော့လက်မခံကြသေးပါဘူးတင်ဆောင်ဝင်ကျော်လည်းနိုင်ငံတကာအဆင့်ပုံစံမျိုးပြောင်းလဲစီပေမဲ့မြန်မာနိုင်ငံလုံးယဉ်ကျေးမှုကြီးမားတဲ့နိုင်ငံမှာသူကိုယ်တိုင်ကထိမ့်သိမ်းခံရမှုတဲ့အခြေအနေဖြစ်ခဲ့ပူပါတယ်ဒါကြောင့်စင်မော်မှာဒီလိုကောက်ွက်ဟာလူအများမြန်မာပြောစရာဖြစ်သွားစေပါတယ်ပြည်သက်တချို့က attention လို့ကျင်းလို့ကာတာလားလို့တောင်းမှတန်တရားဝင်ကြပါတယ်တင်ဆောင်ဝင်ကျော်ကထိမ့်သိမ်းခံရမှုပေမဲ့အနုပညာလောကမှာယုံကြည်မှုရှိရှိပြန်လည်ရည်တည်နိုင်ပါတယ်သူ့ကိုပြန်မလာစေခြင်းတဲ့သူတွေကြားထဲမှာပြန်လဲအောင်မြင်လာအောင်ကြိုးစားလာနိုင်တာကလည်းအရေးချင်းတစ်ခုပါဝေဖန်တဲ့သူတွေထဲမှာမုန်းလို့ပြောတဲ့သူတွေလည်းရှိသလိုစိတ်ပူလို့ပြောတဲ့သူတွေလည်းရှိပါတယ်နော်နောက်ထပ်ပြဿနာတွေထပ်တက်မှာကိုမကြောက်ဘူးလားဆိုတဲ့စေတနာစကားတွေပါဝင်ပြီးတော့အခုလိုအကောက်ွက်တွေကတချို့တွေအတွက်တော့မျက်စိစပွက်မွေးစူးစရာဖြစ်လာနိုင်ပါတယ်တင်ဆောင်ဝင်ကျော်ကတော့ဘယ်တော့မှအရှုံးပေးမဲ့သူမဟုတ်တာကြောင့်လဲကြရင်ပြန်ထားပြီးတော့ဝေဖန်ရင်ပိုကောင်းအောင်လုပ်ပြတတ်ပါတယ်သူ့ရဲ့အသက်ရွယ်မှာနှုတ်ပြောင်းထိန်းသိမ်းထားရပြီးတော့သူ့ရဲ့အလှအတွက်လည်းဂုဏ်ယူသူပါရှင်ဒါကြောင့်ပဲခန္ဓာကိုယ်အလှကိုပေါ်လွင်စေမဲ့အဝတ်အစားတွေကိုဝတ်ဆင်ပြီးပွဲတက်ရောက်လို့ရှိပါတယ်ထိမ့်သိမ်းခံရပြီးတဲ့နောက်မှာသူ့ရဲ့ fashion တွေကလုံလုံခြုံခြုံနဲ့လှပခဲ့ပေမဲ့တချို့တွေကတော့မကြိုက်ကြပါဘူးပွင့်လင်းရဲတင်းတဲ့အဝတ်အစားတွေနဲ့မှတင်ဆောင်ဝင်းကျော်ပြီးသားတယ်ဆိုပြီးထင်ကြသူတွေကြောင့် fashion ကိုလည်းရှေ့ရောက်နေအောင်ဝတ်ဆင်တတ်ပါတယ်တင်ဆောင်ဝင်းကျော်ကစကားတွေမရိုက်ကူးတော့ပဲလှပတဲ့ model တယောက်အဖြစ်ပဲရပ်တည်နေပြီးတော့ဒီလိုကောက်ွက်စမ်းတွေကိုသဘောကျတဲ့သူတွေကလည်းတီးတန့်ရှိနေပါတယ်ရှင်တင်ဆောင်ဝင်းကျော်ရဲ့ဖျော်ဖြေမှုတွေကအနုပညာလားခေတ်ရှိပြေးတာလားဆိုတော့ကိုမမအမြင်လေးတွေကိုပြပြပေးခဲ့ပါဦးကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်